ပုတ်စရာမိမမရှိသေးတာရှိတဲ့ဖွားဖို့ပဲလိမ့်ဖို့နေရတာနင်းလည်းပုတ်ချင်ဖို့လားလင်မမရသေးဘူးကိုကြီးကျော်နော်ဒါအကိုကညီမကိုပြောရမယ့်စကားလားစလာပါလေစလာပါဖွားဖို့ဆိုတာကောင်းတယ်ငါညီမတယောက်နဲ့တယောက်အပြန်လန်ဆန်းနီးပေါင်းစုံနဲ့ဆဲနေတာဘူးတူရရတယ်ဘာအောင်မလို့စိတ်မဝင်စားပါဘူးတချို့ကရေကူးဝတ်စုံဝတ်ပြီးကိုယ့်အကိုဓာတ်ပုံရိုက်တင်တာတို့ရီးသားနဲ့ချိန်ထွေတာကိုဓာတ်ပုံရိုက်တင်တာတို့လုပ်နေကြတာအဆက်ကိုမရှိကြဘူးနင်းလည်းဆဲပြီလေပါလေရိုက်ပြီးတင်ပါဟုတ်လူငယ်ဖြစ်ပြီဒါလေးတော့မသူဆဲပြီလေဒီလိုရိုက်ပြီးတင်တာဆဲပြီလေကိုကြီးကျော်ရဲ့ဆက်ဖီလို့ပါကိုယ့်ကိုရိုက်တင်တာလေဆဲပြီတဲ့ငါပြောတတ်တယ်လို့ပြောတာဟာငါတော့လေဟိုနေ့ကငါစိုက်ကားပေါ်ပါလာတယ်မသိန်းကြွိနဲ့လေအဲ့ဆဲပြီးရိုက်ထားသေးတယ်အဲ့တော့တင်လို့သိန်းကြွိဆဲမှဆိုလို့မတင်ရဲလို့မေးဝင်နေကြည့်လားတော်ပါပြီကိုကြီးကျော်နော်အဲ့ဒေါ်သိန်းကြွိရအရန်ကျန်းတာသွားမဆနဲ့တော်ကြသူ့ရဲ့ပိတ်သက်လေးနဲ့ခေါင်းကိုထုလိုက်လို့ပူသွားအောင်မယ်ကိုကြီးဟဲ့မင်းရဲ့မြန်ငါ့အကိုကြီးလေးပါလေဘာလဲငါညမအောင်မှန်ပြီအကိုကြီးလို့ခေါ်တာဟုတ်လားဟုတ်တယ်အဲ့ဒါမဟုတ်ပါဘူးကိုကြီးအကိုကြီးကလေလေးစားကြည်ညိုစရာကောင်းလို့အကိုကြီးလို့ခေါ်တာပါနော်ကျွန်တော်ကလူတိုင်းကိုအကိုကြီးလို့မခေါ်ပါဘူးတချို့ကအသက်ကြီးတဲ့လေးစားစရာမကောင်းဘူးလေအကိုကြီးကျတော့လေးစားကြည်ညိုစရာကောင်းတဲ့အရေးချင်းတွေပြည့်စုံရုံနဲ့မကောက်ဘူးရှန်ထွက်ကြနေတာဟဲ့ငါသူများမြောက်ပေးတိုင်းသေးထွက်အောင်ကတဲ့ကောင်များမှတ်တယ်ဘာလျှောက်ကြည့်နေသိထွက်တယ်သူကြည့်ရပါလားလို့ဗျာဟလာလို့ပြောနင်ပြောကျွန်တော်စိုက်ကအားလာလို့စာဖတ်တယ်လားဟုတ်ဖတ်ကြည့်လားဖုံးပွန်းနေသည်စိုက်ကြားမအားပါပြက်ဟဲ့ဖုံးပွန်းနေသည်စိုက်ကားမှာငါဖဲလဲလို့လိုင်းစမုံတွေထွက်လာမယ်ဘာလို့လဲမင်းရှင်းလားရှင်းတယ်အေးမအားလို့ဒိုးတော့မင်းအော်ကျွန်တော်ငားမလို့မဟုတ်ပါဘူးဟိုဈေးတွေကတော်သိန်းကျွဲတော်သိန်းမှာလဲဟုတ်တယ်သိန်းကျွဲဘာမှလဲတော်သိန်းကျွဲကြီးကလေအကိုကြီးအားရင်တဲ့ဈေးဘက်ကိုလာခဲ့ပါအောင်တဲ့သူရားနေလို့တဲ့တော်ဖြစ်နေတာပဲဟာဟေ့ငါမရှိမဘာလို့တော်သိန်းကျွဲကြီးအလုံးများတယ်လေအဲ့လိုရားလို့တော့မကုတ်အားဘူးအဲ့ဒါပြောတာအဲ့ဆိုငါ့ကိုကုတ်ခိုင်းမယ်ထင်တယ်ခိုင်းအောင်မထင်နဲ့ပုတ်ခိုင်းအောင်မထင်နဲ့အာမဟုတ်အဲ့လိုပြောတာမဟုတ်ဘူးဟို तू ပြောစရာရှိတယ်ဆိုတဲ့မှားစရာရှိတယ်ဆိုတာဟဲ့အားပါပြီငါအားသွားပြီအခုအားပါပြီအခုအားပါပြီရမထားမထားအခုအားပါပြီသိကြတော့ခေါ်ရတယ်သိကြတော့သိကြတော့အောင်ထိုင်နင့်အကြံထားအကုန်မဲ့လားငါအကိုပါထုတ်လိုက်တယ်ပြီးငါ့ကိုရီးသားစကားပြောဒါပဲမလားငါနင့်ကိုဘယ်လောက်ထိချစ်လဲဆိုရင်လေနင်ကရှင်ဆိုရှင်နင်ကတိတ်ဆိုတိမ်မဲ့သူပါဟာအဲ့ဆိုလည်းသွားသေးလိုက်လေညံ့သွားသေးလိုက်ရေဝေးမှာသွားသေးလိုက်အဲ့ဒါမှငါနားအေးမှာမမီနင်ငါချစ်ကိုနားလဲပေးပါဟာနားလဲမလဲဘူးပါလဲမလဲဘူးငါအလုံးရှုံနေတာကိုအာယုံလာစားမနောက်ပါဘူးလေမနောက်ကဘူးမနောက်ကတေးအောင်ကြောက်ပါသေးပါပြီကြောက်ပါပြီလားကြောက်ပါတေးပြီရောမလေးသေးပါပြီဗျာဟဲ့နင်တဲ့ကြားပြီလားဘာတဲ့လဲမတင်ဘူးအောင်ထိုက်တဲ့အောင်ထိုက်ကဘာဖြစ်လို့လဲကားထိုက်ခံလို့အောင်ထိုက်တေသွားပြီဘယ်တော့လဲမနေ့ကတော့မြမျိုးရီးစားစားပြောသွားသေးတာအေးဒီနေ့ဖြစ်သွားတာတဲ့အောင်ထိုက်တေတာမှလေတိုက်တဲ့ကမိန်လာကားတဲ့ချီကားတိုက်တာဟဲ့ကားတိုက်တာတော့မှချက်ချင်းမသေးသေးဘူးတဲ့သူကလေမြမီဆိုပြီးပါဇက်ကတန်းတနေသေးရတဲ့ဘေးနားမှာရှိတဲ့အရက်ဆိုင်ရာဆိုင်ကုန်းကပြောတာမြမီကိုတတယ်ကန်ကစိုးကျင်တော့မသေးသေးပဲသွေးလူးလူးနဲ့ဖြစ်နေတဲ့အောင်ထိုက်ကိုခွေးတကောင်ကအမဲတုံးထင်ပြီးဝင်ဆွဲတာဟိုရင်းပါသွားတယ်တဲ့ဟုတ်တော့ဘာသွားလဲနရွက်ကိုပြောတာဟုတ်အဲ့ဒါနဲ့သေရောလားမသေးသေးဘူးဟဲ့အဲ့ဒီအချိန်မှာဖြစ်ကျင်တော့လေပူကဝင်မှုတာသူ့လုံကြီးကျွတ်ပါသွားရေဆိုပဲအထင်းမှာလဲဘောင်းမီတောင်မပါဘူးတဲ့အော်သေမဲ့ဆဲတောင်အရှက်ကကွဲသေးတာကူအဲ့ဟာလေမသေးသေးလို့စီးအောင်ပုံမှုရဲတွေအလာကိုစောင့်နေတော့မှအမိုက်ကားတစ်စီးကဖြတ်သွားတာတဲ့အမိုက်ကားကလေစောင့်ခုံပြီးတော့အပွားတင်လာတဲ့တစ်ကန်ပြုတ်လာအောင်ထိုက်ဖိုက်ကိုလှန်ဆိုင်လို့ဖြစ်သွားတယ်တဲ့ဘလို့ဝစ်ကြွေးပါလေအဲ့ဒါနဲ့သေရောလားမသေးသေးဘူးမြမီလို့အော်နေတော့မယ်တဲ့ဒါပေမဲ့စေးရုံကားနဲ့ရဲကားမရောက်ခင်ဘရိတ်ပေါက်လာတဲ့10ဘိန်းကားကြီးဝင်ချလာပြီးအောင်ထိုက်ကိုဖျက်ကျိတ်ပြီးမှရက်သွားတာတဲ့ဟလေ10ဘိန်းကားကြီးဖျက်ကျိတ်သွားတယ်ဆိုတော့မတွေးရကြပဲအကုန်လုံးယူလို့ပြားချက်ကြီးဖြစ်သွားတာတဲ့ဒါပေမဲ့ထောင်နေတာလေးတစ်ခုတော့ရှိတယ်တဲ့ဟ
လှုပ်စီလေးဖြစ်နေတယ်တဲ့ဘာလေးလဲလက်ညှိုးလေးတဲ့လက်ညှိုး ဒီတခါတော့သွားရှာပြီပေါ့နော်စိတ်မကောင်းလိုက်တာညမီကိုရီးစားစကားပြောတော့ကစိတ်ပေါက်ပေါက်နဲ့သွားသိလိုက်လို့ပြောလိုက်မိလို့များ तू အဲ့လိုဖြစ်ရတာလားမသိဘူးနော် အေးငါတခုတော့တတိထားမိတယ်မြမိရဲ့နေ့ကိုအရင်တော့ရီးစားစကားပြောမှုတဲ့ထွန်းရှိန်နဲ့စုံမှုတယ်ဝင်းကိုလည်းစုံမှုတယ်အခုလည်းတိုက်တိုက်ဆိုင်ဆိုင်အောင်ထိုက်ကစုံမြန်ပြီဆိုတော့တခုပဲ လက်တယ်နော်လက်တယ်ငါရောက်တဲ့လူလဲလက်တယ်ရောင်းတဲ့ငါလဲလက်တယ်လာကြနော်သိမ့်ကျွဲ့ရောက်တဲ့ငါ့ကိုစားမခင်မိပါရညီမလေးလက်ထားဖို့လေးပြင်းနော်ငါတွေလက်တယ်နော်အလုံးစုံအာမခံထားတဲ့ငါတွေဥမာရောင်းနေတာဈေးလဲမှန်းမယ်အလေးလဲမှန်းမယ်ပြောင်းလိုက်ချိန်တန်ပြီမို့ကျမအလေးမခိုးတာရေကောက်ွယ်ပြီးကြတဲ့ရပဲပဇွန်နေလက်တယ်ဟေးအလေးပြည့်ဟယ်လိုအနိုင်လေးပြောလာကြနော် အလာခဲ့မှာပေါ့အနိုင်လေးဆန္ဒရှိတာကိုဘိုးကဘယ်တော့ညင်းဘူးလို့လေအိမ်မြန်မာပဲစောင့်နေကွာ အနိုင်လားဗါလဲလေ ဟုတ်တယ်မမီရဲ့သူအလားပြင်ဆိုင်သွားခြင်းလို့လေကျွန်တော်လည်းပြောလိုက် ဟဲ့နေတင်တန်းသွားဖို့ရှိတယ်ဆို အဲ့လေအဲ့ရတခါတန်းသွားမှာပေါ့မမီကလေ ဟိုမနော်တဝေထိုးပြီးတော့လေမျိုး80ရက်စားတော့ရှောက်ရောက်မနေနဲ့ စိတ်ချပါမမီယာဒီနှစ်10တန်းအော်ဒီနဲ့မြန်မာတနိုင်ငံလုံးပထမရအောင်စူးစမ်းခဲ့တဲ့သူပါအောင်စင်းထွင်ကြည့်လိုက်ဟဲ့သွားပြီမမီ အေးနှစ်တိုင်းနေလို့ပဲပြောနေတာပဲလာကြနော်လာကြ မသိမ့်ကျွဲ ဟေး ငါရောလဲ အမေလေးလက်သလားမမင်းနဲ့ငါကလေငါမော်တယ်ပြိုင်ပွဲတော့ဝင်ပြိုင်လို့ရတယ်အမလေးလက်ကလည်းညောင်းလိုက်တာ ဟိုဒါနဲ့ငါကဘယ်သေးတော့ ငါခုက900ငချင်းပြူက900အလေးမှန်ဈေးမှန်နော်ခေဟောင်းကနေစနစ်ပြောင်းသွားပြီ သိပါတယ်ဟိုအဲ့ဆိုရင်ငချင်းဖြူပဲပြီးတော့ ရမယ် ဟိုက30လားထဲနော်ခါရဲခုတ်တစ်ပြီး ရတယ်တိန့်ကြွရဂလင်းကလေးမလုပ်ဘူးနော်အော်ဒီနေ့မှလက်ကလည်းညောင်းလိုက်တာဟဲ့ ဟုတ်မသိမ့်ကျွဲ ကြကြည့်လေရင်းနဲ့ပေါ့သွားတာပဲ ဟိုမသိမ့်ကျွဲလက်ထက်မှာဝတ်ထားတဲ့လက်ကောက်တရားများနေလို့ဒီပြီးညောင်းတာနေမှာပေါ့ ငါဝင့်နေကြပါဟဲ့မနေ့ကမှလေတစ်ချက်သားတစ်ကွင်းလောက်လိုက်တာအားလုံးပေါင်းမှ15ချက်သားကြော်လောက်လေးပဲလေးတာပါဟဲ့ ဟိုဒါနဲ့ဘယ်ဆိုင်ဝယ်ရလဲရွှေလေးကကောင်းလိုက်တာဝင်းနေရပဲပြပါအောင်ကျမ ဒီမှာကြည့်ဒီမှာမနေ့ကမှလုပ်တဲ့တစ်ချက်သားနှစ်ကွင်းဒီမှာငါအကြွားချင်လို့ဝင့်လာတာမဟုတ်ဘူးနော်အိမ်မှာမိကတေတာမလုပ်ရသေးတော့လေတခိုးတစ်ဝက်ရန်ကြောက်လို့ဝင့်လာတာဟဲ့ဒီမှာကြည့်ရွှေစရာ8သိန်းတော်တယ်နော်အဲ့ဒါလေငါပထမတော့ကလေအခောက်လုံးလို့သိလားခုနပြောသလိုပေါ့အိမ်မှာတခိုးတစ်ဝက်ရန်ကြောက်လို့ဆိုတော့ကွင်းမဲ့လုပ်ဝင့်လာရတာသိလား အေးဘောလာတယ်သိလားရေမဆိုင်တယ်ဆွဲချိုးရလေလှလိုက်တာအဲ့ဒါခောက်ပွားလာရင် ဟုတ်တယ်ဟဲ့တိတ်ကျွတ်ဆိုတဲ့မိန်းမခောက်ဝဝစ်ဆာလားအကျစ်ပေါင်းချက်သားရှိ မသိမ့်ကြလေဒီဈေးထဲမှာတော့တထေးပဲသိလား ဒါပေါ့ သိမ့်ကျွတ်ဆိုတဲ့နာမည်နဲ့တစ်ထက်တည်းပဲနော် အမညီပါလို့တာနေတို့မပြောင်းလဲသေးဘူးနော်ခိုးကျင်တဲ့စိတ်ကရှိသေးတယ်ငါတော့လေအလေးမဲ့ဈေးမဲ့နဲ့ပြောင်းလဲနေပြီငါ့ကိုပြတ်ထက်လိုက် ဘာပြောလဲတောင်ဟုတ်က50ဆက်ဝဲလာလား ပြောင်းလဲနေတဲ့ကောင်မအရှက်မရှိရတော့ဟိုလူကြီးတွေအတိုင်းပဲနော်ငါမျက်စိနဲ့တားနေတာတော့ငါ့ကိုပြတ်ထက်လိုက် ဘာလို့ထဲရမှာလဲဟိုက50ဆက်ဝဲလာလားတော်ပြီ80ဆက်ဘာမှမဝဲတော့သွားနေ ကစင်မပိတ်ဆွဲကိုမိမနဲ့လာမလုပ်နဲ့နော်ငါ့ကိုပြတ်ထက်လိုက် အောင်မေဒါဆက်ဆက်ငါ့ကိုညာလာဆွဆွဲနေရပြီဟဲ့ငါအောက်ကြီးကတော့တဲ့ငါ့ကိုခိုးကြလား ဟာလာနေရနေလေအုတ်ကြီးကတော့မကလို့အုတ်ဆေးကတော့ပဲဖြစ်ဖြစ်ငါအခုလာညငါတခိုးမနေကနေယောက်ျားတစ်မျိုးလုံးတစ်စောက်တခိုးတယ်ကြီးပဲ ဟဲ့နေလာညလေအလဲခေါ်ပြီးလက်ကောက်တောင်စက်ဝတ်ထားကောက်ပါညာ ငါလည်းမခေါ်ဘူးခါလို့ရှယ်အောင်လို့ငါရွှေတူးတွေဝတ်ထားတာဟေး ရွှေတူကောက်ငါပေါ်ပြီးကောက်မ မမလေးနေကြမလို့ငါတူးတွေဝတ်တာခိုးမဟဲ့ငါတွေပြန်ချက်ငါကျုပ်တို့တော့တယ်ခေါ်မကျော်လို့ရှာမလို့ဝဲ ဟဲ့အတူတွေဝတ်တဲ့ကောင်ပါဟဲ့အနိုင်မအဒီပါလားခေါ်မဟဲ့ညာမအနိုင်မတောင်းဝတ်ခေါ်မငါရပြန်ဟဲ့တော့ငါအနိုင်မညာမအနိုင်မအဲ့ဒါလည်းပဲခေါ်မအနိုင်မ ဒါမျိုးလေးခုခတ်ကျွေးတာတက်တက်လုံးစားကြည့်လိုက်တာ ကိုတန်ချောင်း ဟင် စပရ
ပီပီအာမချောင်းနဲ့နော်ကိုဖောက်တယ်မို့လို့တီးခံနေတာစားเสียရှိတာစားပိတ်များလိုက်စိုက်သားပလာတာဖြစ်သွားမယ်နော် နေရလေဟာရက်စက်လိုက်တာ ကိုကြီးတာနော်ကိုကြီးတာနော်ဟိုထမင်းစားမှာမလား အေးဘောဟာဒီနေ့အိမ်မှာဘာမှမချက်ဘူး အော်ကိုကြီးတာနော်ကလည်းညီကိုနှစ်ယောက်တည်းပဲနေတာကိုမိမသားမှမရှိပဲဘယ်လိုလုပ်ချက်မလဲဒီမှာလာစားလိုက်ရနေတာပဲဟာ အေးဘောအဲ့ဒါကြောင့်နင်းဆိုင်ကိုပဲအားကိုနေရကဲအဆင်ပြေတဲ့ဟင်းတစ်ပွဲနဲ့ကြာ အသေးယူမလားယင်အော်ဒီနေ့ဆိုင်မှာဟိုအသေးမြင့်ဟင်းရှယ်ချက်တယ်လို့အဲ့ဒါစားမလားလို့မေးတာ ရပါတယ်ဟာဘာပဲဖြစ်ဖြစ်ချနော် 3မိနစ်ပဲစား ဩကျော်ကြီးထမင်းပြန်မစားသေးဘူးလား စားပြီးသွားပြီကိုကြီးတာနော်ရဲ့ကိုကြီးကြော်ကတော့မှားသွားသေးတယ်ကိုကြီးတာနော်လာရင်ဂယူးတစ်ဆိုင်တေးသေးချာချာကျွေးလိုက်ပါတဲ့ကိုကြီးတာနော် အေး တစ်သက်လုံးဒီတိုင်းပဲနေသွားတော့မှာလားအိုးနဲ့အိမ်နဲ့မိသားစုနဲ့စိုးစိုးပြေပြေလေးနေသွားဖို့စိတ်မကူသေးဘူးလား ဝေးပါသေးတယ်ဟာနောက်ကိုရီးယားကားတွေတည်းရလို့လက်ထပ်ခွင့်တောင်းတယ်မိမပေါ်သေးဘူးဟာ အဲ့လိုမိန်းမမျိုးလဲရှိရင်ရှိနေမှာပေါ့ဘယ်ပြောလို့ရမလဲ ကျေကွက်ကိုအနာဂတ်မှာအုပ်ချုပ်မဲ့တတိစာလူမိုင်လေးတွေကွာ ဟုတ်တယ် ခွေးသောဝက်သောစိတ်သော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 ကွာမတူရင်တော့လာမတူနဲ့ပုတ်ပါမယ် ပြောပါမယ် ဘလူး ဟမ်ကွီနေကားနဲ့နော်ကွီ ဘယ်တော့မလဲ မင်းတို့ကောင်နေမူးလာလား အာကွီရတယ်ကျွန်တော်ကရက်ဆိုရင်နဲ့တော့ခံလို့မရ ဘာမင်းတို့ကလူမိုက်လောက်ကျင်လို့လားနောက်ခြေရတိုင်းဖို့တော့မကြိုးစားနဲ့နော်ဖျောင်းလေတာတော့ကွာဒီရက်ကွက်မှာငါအာနာသိမ်းတာသဘောပေါက်လား ပေါ့ပါလေ ဘာနေတော့ ဟာ တောင်းမယ်ဒီတောင်းမယ်ဘာကောင်လဲသုံးစားမရတယ်တာနော်စိတ်နဲ့လှုပ်လိုက်လို့ကတော့ကွာအာတော့မလဲဝိုးရုပ်ကြီးဟာဒီဘောကဝေးအစစ်ကြီးလားဘယ်စစ်ဆိုရင်အဲ့လိုကြောက်မယ်ထင်လားဟမ်တာနော်ကကြောက်မွေးတမွေးမှမပါဘူးတာနော်လာမဖုန်းနဲ့နာရောတွေ့သွားမယ်ဟမ် လောက်ပါကွာတခါတည်းပါနော်နော် မရပါဘူးဆိုဟင်တခါတည်းတဲ့ဒါဟိုဟာဒီနှကောင်တော်တော်ကိုလွန်လွန်ကျူးကျူးဖြစ်နေပြီငါကတော့ပဇွန်စိတ်ကလေးထင်ထားတာသူတို့ကဝေလာငါးကြီးဖြစ်နေပြီပဲ အနိုင်နော်ဒီကချော့တောင်းနေရအပြောနဲ့မြအကျန်းဖက်သမားလုပ်ပြမှာโอเคကွာဦးတော်ပြန်လာပြီလားဗျ ဘိုဒီ ဗျာ မင်းငါညီကိုဘာတွေမြူဆွဲနေရဟမ်မင်းတို့အရွယ်တွေကစာသင်ရမယ့်အရွယ်နော် ORDR တွေစဉ်းစားရမယ့်အရွယ်မဟုတ်နားလဲလား ဗျာအော်ကျွန်တော်ဘာလုပ်လို့လဲဗျ ။ညာဘိုဒီတာနောဝါရောလာမလုံးနဲ့နော်ငါနားနဲ့ဆက်ဆက်ကြတာ။ဘာတကားလဲလေ ဟိုအဲ့ဒါလေဟို ကိုကြီး तू ကလေဘယ်သူမှမရှိဘူးဆိုပြီးအနိုင်ကိုအနိုင်ကျင့်မလို့တဲ့ ။ဘာဘိုတီ ဗျာ မင်းကနာမည်နဲ့လိုက်အောင်ကိုစိုးသွမ်းနေတယ်ဟုတ်လား။ငါညမောက်ငါညီကိုအရှက်တခွဲအကျိုးနဲ့ဖြစ်အောင်မင်းကအနိုင်ကျင့်ကျင်တာလားဟမ်ဒီမှာတရက်ကွက်လုံးတော့ငြိမ်ဝတ်ပိပြားယုံနဲ့မကဘူးပြားပြားမှောက်နေအောင်အုပ်ချုပ်နိုင်တဲ့တာနောရက်ခတ်ကိုမင်းကနေရွက်သွေးလာစွတ်တာဟမ်ရပါဘာသာဟမ်ရပါ ကိုကြီးစိတ်ရှော့မမယ် ဟာတောင်းပါလေဗျာတောင်းပါဟိုကျွန်တော်တို့ဦးလေးတောင်တော့ထင်တယ်လို့မဟုတ်ပါဘူးဗျာ ဟုတ်ပါတယ်ကိုကြီးဟဲ့မဟုတ်ပါဘူး မဟုတ်ဘူးဆိုဟုတ်ပါဗျာ ရှောက်နေရပဲမဟုတ်တာတွေရောဟုတ်တာတွေရောရှင်းရှင်းပြောစမ်းဒါဖြင့်ခုနတခါလေးပါစတာဘာပြောတာဘာပြောတာလဲ ဟိုကျွန်တော်ကနောက်လိုက်လို့အနိုင်ကစိတ်ကောက်နေလို့ချော့နေတာပါဗျဟိုတစ်ခါတော့ပြုံးပြပါဆိုပြီးတော့ တခါလေးပါဆိုအဲ့ဒါလား
ဟုတ်တယ်ကိုကြီးဟိုအနိုင်ရစိတ်ကောက်မပြေသေးလို့မပြုံးပြပဲနေရ နေသားမအောင်မင်းတို့နှစ်ကောင်ကစာမေးပွဲပြီးလဲအိမ်ကိုမကပ်ဘူးတင်နန်းနဲ့ဘယ်သွားပြီးအစင်စမ်းနေထွင်နေလဲဟမ် ဟိုအစင်းစမ်းနေမထွင်မအောင်ကိုကြီးလင်ဖန်းအဲ့လေဟိုဒင်ဆန်းစားပြီးပြန်လာတာပါလို့ ကျွန်တော်တို့ကကြောင်းသွားပြီးစုံစမ်းတာဗျနောက်လာစီကျွန်တော်တို့အောင်စီနေထွက်တော့မယ်တဲ့ အောင်စင်းထွက်တော့မယ်ဟာကဲဒါဆိုလဲပြောကြစမ်းမအောင်ဒီနှစ်ကောအခြေအနေကောင်းကြမှာလား ဟဲအနည်းဆုံးကတော့ 3D ပဲဗျ အနိုင်လဲတေးကြရတယ်အနည်းဆုံးဒီနှလုံးထွက်မှာဂုံတူးပိုင်ကိုကြီးဆုချမှာလား အမလေးဂုံထူးများပိုင်ပြောစမ်းပါအပီလဲကျွေးမယ်အပီလဲပေးမယ်ကြိုက်တာပြော တမနီတမနိုင်ကိုကြီးကအနိုင်ကိုကြီးအားကြောင့်ချစ်တာကိုကြီး နိုင် အနိုင်ဆောင်ဝဲအောင်လေဂုံတူး၅ပါးသာတော့ပါတယ် အနိုင်မင်းတကယ်ပြောရလားဝမ်းသာလိုက်တော့ကွာငါမင်းရိုးတော့အောင်မလားလို့ငါစိတ်ပူနေတာဟာကွာဂုံတူး၅ပါးသာတော့ဆိုတော့မင်းကလည်းကဘာမှာငါလောက်ပြောတဲ့ကောင်ရှိပါဦးမလားငါညီလေဝမ်းသာတယ်ကွာ ကိုကြီးပြထားတဲ့ခရီးတိုင်းနိုင်ရောနိုင်ငံသားပို့မှာလားပြော အပို့မှာပေါ့မင်းဖင်လန်သွားမလားပူလန်သွားမလားကြိုက်တာရွေး ပင်လန်သွားမယ်ဒီလိုစကားရလေနောက်တယ် မနောက်ဘူးငါတကယ်ပြောတာငါညီလေးကိုတကယ်ပို့မှာဒါနော်ဝါရောမဟုတ်ဘူးမင်းကငါဂတိပေးတယ်မဟုတ်တာပြောရင်လေငါကောင်းရှစ်စိတ်ကွဲရပါစေရဲ့ အမလေးကသေပါပြီဗျာအိမ်မက်နေတာ哦 ခင်ဗျားလုပ်ဒီစင်ပြေရဲ့လား ပြေးပါတယ်ဒီဝဟိုကွေးရောက်ရင်ဟိုတဲ့နဲ့လို့ဒီကွေးရောက်ရင်ဒီတဲ့နဲ့လို့မပြေတဲ့အကြောင်းဘာမှမရှိဘူးဒီဝလေ ဒါနဲ့ခစ်တည်းကပြောင်းသွားပြီဆိုတော့ no ခင်ဗျားသိယူတယ်ကောင်းတဲ့လူတွေကပြောင်းပြီမယ်မကောင်းတဲ့လူတွေကမပြောင်းဘူးကျုပ်ကမကောင်းတဲ့လူတွေနဲ့ပေါင်းနေတာလေ ဒါနဲ့ခင်ဗျားပါတီထောင်ပြီးတွတ်တော်ကိုယ်စလဲဝင်ရွေးမလို့ဆို စိတ်ကူးနေတာပါတီနာမည်တော့စဉ်းစားပြီးပြီရှာပါတီ ဟိုကဆူလိုက်လားဘာပါဒီချာပါဒီဟုတ်လားရိုးမလို့နဲ့နော်ချာပါဒီရတယ်တော့ဆွေးဖြစ်သွားမယ် အဲ့ဒီကောင်မျိုးကကြောက်ရတယ်ပြိုင်မိုက်လို့မဖြစ်ဘူး ဒီဆိုင်မှာငါနဲ့ရှင်ပြီအမက်ဘသူရွေးမလဲငါတပည့်မမွေးဘူးဆရာလည်းမမွေးဘူးတကောင်နဲ့ဒါပဲနဲ့ဝင်းပလွေကွာဝင်းပလွေတတိစီကောင်ထွက်ခဲ့ကွာတတိစီကောင်ထွက်ခဲ့ တန်ကိုငါတော့တိလိုက်ချင်တော့တာပဲကွာအဲ့ကောင်အတော့ကိုမူးနေပြီကွာဒီကောင်ထိတ်မှရတော့မယ်ကိုကောင်တန်းတော့အထဲမှာရှိရဆရာဟာတိလိုက်ချင်တော့တာပါပဲဒီကောင်အထဲဖာဝင်လို့နေရတာတော့တွားနေနေခုမင်းစောက်စောက်နေနေခေါ်ပါပြီဆရာဟဲ့တန်းတော့ဟောက်မယ်အကြီးဟောက်မယ် မတကယ်ချင်းမင်းရဲ့ခံစားချက်ကိုငါသိအဲ့ဒီလိုပဲလူတိုင်းမှာလည်းခံစားချက်ကိုစီရှိအဲ့တော့တော့ချားလူနဲ့အားနောင်နော်တကယ်အေးစေးတောက်စားရက်ထိုင်းတော့တောက်ထိုင်းလိုက်ဘယ်မင်းကဘာကောင်းလဲ ဟာဒီမှာလည်းချင်းလေးရောက်ကြီးနေပါလား ငါမူးနေပြီထင်တယ်ဘလူးရောက်ကြီးပဲနေပါဦးမင်းကဘာကောင်းမလို့ငါ့ကိုလာကြီးအမိတ်ပေးနေတာဟမ်ကျွန်တော်မိတ်ဆွေ easy time တောက်လိုက်တော့မထိုင်ဘူးကွာမတောက်ဘူးကွာဘာလဲမင်းကလူမိုက်လားဘယ်တော့မိုက်လဲပြောငါမှနောက်ကဘက်ကတောင်းနေအများကြီးရှိတယ်ရှင်းမလားကောင်းပြီလေဒါဆိုလဲရှင်ကြတာပေါ့ ခေါင်းမကွဲပဲပလီ
လင်းကွယ်လိုက် တကယ်ကြီးမိုက်တာဟာတကယ်ကြီးဘက်ကဘလူးကြီးတကယ်စွမ်းနေနော် ပွေလာပြောမင်းပဲပြောတော့ရှင်းမယ်ဆိုကွာဟမ် တကယ်ငါနောက်တာပါကွာတကယ်ထိုင်မယ်နော် ထိုင် ဒုက္ခပါပဲတာနော်ရာမင်းဟာတခြားနည်းနဲ့မိုက်ပြတာလည်းမဟုတ်ဘူးငါဆိုင်ရပလင်းနေပဲတစ်လုံးပြီးတစ်လုံးကောင်းရိုက်ခွဲပြီးမိုက်ပြနေတော့တာရောင်းစားတစ်လုံး90ရတယ်ကွာ အခုချိန်ကနေစပြီးတော့စိတ်အေးချမ်းပျော်ရွှင်စွာသုံးဆောင်ကြပါလူကြီးမင်းတို့ရဲ့လုံခြုံရေးနဲ့ဒီဆိုင်ရဲ့ငြိမ်ဝတ်ပိပြားရေးကိုကျွန်တော်တောင်းယူတယ် ခုနကဘလို့ ကိုတာနောက်ပြောရတာ ပလင်းနဲ့ခေါင်းကိုရိုက်ခွဲပြတဲ့လူတွေကွာ သူကဒီဇိုင်းရဲ့လုံခြုံရေးမှုကသူ့နာမည်ကတာနော်တဲ့တချို့ကတော့တာနော်ရက်ခါလို့ခေါ်ကြတယ်ဒီနယ်တဝိုက်မှာသူ့ကိုရှင်ရတဲ့လူတယောက်မှမရှိဘူးသူ့ရင်ဘက်ကလေဘလူးရုပ်ကြီးတွေ့ရမလားတွေ့တယ်အဲ့ဒါလာကွင်ညာတကောင်ရန်တင်းချိုင်းကုန်းမှာအသားစိမ်းကိုက်ပွဲပြီးထိုးထားတဲ့အယုံပြဒုတ်ပြီးတဲ့ဓာပြီးတဲ့တနတ်ပြီးတဲ့လို့ပြောကြဟုတ်လားဟုတ်တယ်လူလာရှိရမှာနော်ကျွန်တော်ပလင်းခွန်းလေးတိမ်ကိုခေါ်ပြသွားယူလိုက်အောင်အချိုးမပြေတဲ့ငါနှာဘူးငါနှာခေါင်းကအငွေ့ထွက်စောစောစီကြက်တဲ့ကိုမရှိ ဟိုတင်းကျွဲနေငါထုတာလဲငါကောင်းထုနေလို့ပါပဲဟာ ဟုတ်တယ်လေရှင်းကောင်းမနဲ့ထုနေတာဒီမှာရှင်းမျက်လုံးကြွကြသွားပြီပြန်ကောက်ထည့်လာရော ဟဲ့ဘယ်နဲ့ကြောက်သွားလဲတင်းကျွဲလဲဟာနေလဲတကယ်နောက်တယ် ဒီပြောနေတာနော်ငါးလာဝင်အလကားရတိုင်းရှိုးပြီးမျက်စိရတာခံပြစ်မညာသိညာအောင်ကြီး ဟိုတင်းကျွဲနင်းအပေါက်ကလည်းကြမ်းတာဟာ ဟဲ့ဘာပြောတယ် ဟိုပါဇက်ပြောပါတယ်နင်ပြောတာဆိုတာလည်းကြမ်းတာလို့ယင်ကြီးသိမ်မှုလေးပြောပါလားဟဲ့နေရလဲ ဒီမှာကျုပ်က9ရောက်နေတာနော်စိတ်နေရွှေနေရောက်တာမဟုတ်ကျမ်းမတော်ကကြတာနမို့ဆိုရင်လေမုတ်ဆိုးမဆိုပြီးတော့အချောင်းနိုင်ဖို့6နေတော့တပုံကြီး ဟိုနေရလဲဟာနင်ကမုံဆိုးမဆိုပြီးနဲ့ငါကြည့်ရတော့ခြောင်တဲ့ပုံမပေါ်ပါ ဟောတော်ကြီး မဟုတ်လေဟိုငါပြောချင်တဲ့သဘောကနင်ကအနေထိုင်တတ်တယ်လို့နင်ကဘသူကအချောင်နိုင်ရဲမှာလဲလို့ဟုတ်ဘူးလား ဒီမှာတိန့်ကျွဲကိုဂလိန်ဂလိုက်လှုပ်လို့မရအောင်နော်တတိရှင်စမ်းကြည့်လိုက်လေ လာလी ဟိုကျော်ကြီးဒါပါတယ် ဟောငါခုတ်တယ်ဒါ ဟုတ်တယ်လူခေါ်လို့လည်းရတယ်ငါတုံးတယ်လို့တုံးလိုက်မယ်နော်ဟွန်း နင်လည်းငါ့ကိုအဲ့လိုကြီးမပြောပါနဲ့ဟာငါသူများရဲ့လို့အချောင်နိုင်ရှင်တဲ့ကောင်မဟုတ်ပါဘူးဟာနင်နဲ့ကလည်းအခုမှသိကြလဲမဟုတ်ဟိုနေငင်းရဲ့ကလေးဘဝဖင်တုံးလုံးလေးနဲ့နေရနင့်ကိုငါတွေ့နေမြင်နေရတာပဲနင့်အကြောင်းလဲသိတယ်အစင်းလဲသိတယ် ကိုကျော်ကြီးဘာလဲဘာသိတာလဲဘာအကြောင်းသိစင်သိလဲလို့ အော်မဟုတ်လေဟိုလူလေးနင့်အကြောင်း ရှင်းရှင်းပြော တင်းကျွဲတကယ်ဆိုလေငါဆိုတဲ့ကောင်နင့်ရှိရနေမရက်ပြီးနင့်ရှိကိုရန်သူတွေရောက်မလာတော့ကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့လူပါဟာ ဒါမျိုးပဲနဲ့ရောက်ပြောပြီးပြီလေတိန့်ကျွဲကဒီလောက်နဲ့ရင်ခုန်မယ်ထင်လားအလကားပါငတုံးကြီးခိုးကျင်လိုက်တာလေပြားလို့နှီးလိုက်တာလေချားလို့ဆိုတာတင်းမယ် တင်းကျွဲ ဟမ် နင့်ကငါတခုလောက်ပြောမယ်နော် ပြောချင်တယ်ဂျင်းနေပေါ့ ဘာလဲနင့်ကိုလေငါ အေးဘာဖြစ်လဲ ငါ ငါ你မျိုးချလိုက်အမဆလောက်ဘာလို့တိတ်ကျဆွဲပေးမယ်မမီဘလို့ဖြစ်တာလဲသူအယုံဆွဲတော့လာလို့ဖြစ်သွားတာ ဟာဦးလေးချိုကြီးရလဲဗျာဘလို့လောက်တာလဲဗျာမမီလန်ထွက်သွားပဲ ဩငါဘာမှမလုပ်ပါဘူးဟာအဲ့ဒီငါရှင်ရငါပါစတဲ့ခုံဝင်တာနင့်အမေစောင့်ဆိုပြီးအရှင်လူမီတော့သူပလက်လန်လဲတာ ဟုတ်တယ်သူပြောတိုင်းပဲဒီမှာငါလေ ဟာတော်သေးတာပေါ့ဗျာငါရှင်ဆိုအတင်းတိုးဝင်တာဗျလေဘင်းနဲ့သာဝင်သွားလို့ကတော့ဦးလေးချိုကြီးတော့ဂန့်ပြီပဲ တင်းကျွဲနင့်ကလည်းနင့်ကြနိုင်မြန်တာဘလို့ဆိုပတတ်တဲ့ကိုတန်းဝင်တာ ဒီမှာရှင်ရှင်းစက်ကြီးကိုလေရေမြင့်လို့ဖျဲထားတာကိုငါတွေးမဲ့လို့ခုံဝင်တာပေါ့ရှင်ကန်ကောင်းလို့နော်ကန်မကောင်းရင်ဘုံမပြောလို့ဂန့်မှာ တော်ပါဗျာကြော်ကြီးဒီနေ့ကံမကောင်းပြောမယ်ဟာလည်းမပြောอ่ะပေးငါတော့ခုတ်ထားတယ်ငါဘာမှကားတဲ့ပိုင်ပြန်ပို့အောင်ပါ ရော့ဒီမှာ ဦးလေးချိုကြီး
ပြောမယ့်ဟာလည်းမပြောရဆိုဘာလဲဗျဘာလဲကျွန်တော်မရှိတော့ကျွန်တော်မေအပိုင်ကျန်နေရလားဦးလေးကျော်ကြီးနော်ရုပ်တော့မလုံနဲ့ကြိုက်တခါနဲ့အိမ်ခေါ်ပါလိုက် လိုက်ပါလိုက်ပါ ဟာကောင်းတယ်တော့မတော့မယ် ဟဲ့ပူမမင်းစကားဘာကြီးလဲကဲနေစမ်းမအောင်နေအောင်စင်းသွားကြည့်တာဘလို့လဲ ဒီနှလုံးမဲမမီ ဝမ်းသာလိုက်တာပူမရဲ့ဟဲ့အင်္ဂလိပ်စလားသင်ချလားဘိုင်ယိုလားရှိပါလားကဲပြော ဟင်းဒီနှစ်လည်းဒေါင်းမြန်ပြီနော် ဩ